ဒီနေ့တော့ air fryer လေးနဲ့ကြက်တောင်မြန်လေးကင်စားဖြစ်ပါတယ်။စားအရသာမုံရေကောင်းမုံဖျူးစီနဲ့နေထားတဲ့ကြက်တောင်မြန်လေးကို air fryer နဲ့ထည့်ပါမယ်။ပြီးရင် air fryer လေးကို100 degree Celsius နဲ့မိနစ်20ကင်လိုက်ပါမယ်။မိနစ်20ပြည့်ရဲ့အခါကျရင်ထုတ်ပြီးတော့ကြက်သားလေးကိုဟိုဘက်မှာတစ်ဖက်ပြန်လှန်ပေးပါမယ်။ကြက်သားလေးတစ်ဖက်ပြန်လှန်တာကြတော့နှစ်ဖက်စလုံးအကျဉ်းညီစေဖို့ပါကြက်သားလေးတွေကိုတစ်ဖက်ပြန်လှန်လိုက်ပြီးသွားပြီဆိုရင် air fryer လေးကို100 degree Celsius နဲ့မိနစ်20ကြာအောင်ထပ်ပြီးပြင်လိုက်ပါမယ်15မိနစ်လောက်ပြင်ရတာပေါ့နော်အရင်ကြိုးကြိုင်တော့မိနစ်20ပြင်ပြီးပါဒါလေးကတော့ပြင်ရလာတဲ့အနေအထားလေးပါစီမလိုပါဘူးเนาะကျမကြီးပြန်လည်းထူတွေ့ရပါတယ်ဒါခါကျတော့ air fryer နဲ့ပြင်ထားတဲ့ချက်ကင်လေးပါ